တို့အောင်သူဆိုရဲကောင်တော့သိမှာပေါ့အေးဒီကောင်ကဘလောက်ထိပေါ်တော်တော်နိုင်လဲဆိုတော့ပြောပြမယ်ငါအသေးကွဲလို့ AC8 နေရောဖုံးလာခေါ်ပြီးတော့ဒီကောင်ဘာပြောလဲဆိုတော့တားကြီးရဲ့ဖားရိုက်မယ်ဘာညာလဲတူးပသက်သတိပေးရမယ်ကွာတဲ့ကိုကောင်တွေကခုမှဂိမ်းသားဆိုတော့ဘာညာနဲ့တော်ကီလာလွတ်တာကျွန်တော်လည်းအခုမှတ်ပြီးတော့ဟာလဲဂျီတာကသမားပြောနေဒီကောင်တွေအပိုင်ပဲနေမှာဘာညာဆိုပြီးတော့သွားဆိုခဲ့ဘလောက်ဒီဆိုးလဲဆိုတော့ကျွန်တော်ပြောပြမယ်ဟလားဗီဒီယိုလေးဆက်ကြည့်ဒီကောင်ပေးချမ်းတာဒူးပတ်သက်သပီးလည်းပေးရသေးရယ်ကင်းအနေနဲ့လည်းအကျိုးပေးရသေးရယ်ကိုက12ကောင်တက်ပြီးတော့သူတို့က10ကောင်တက်ရမယ်တဲ့ဒီပြင်လေလန်းတော်ဝါပါချိုးလို့ရသေးရတယ်ကွာအဲ့လိုပေးထားတော့ဒီကောင်တွေကခုမှဂိမ်းစားဆိုတော့ငါပြောတာကိုရီတောင်ကေးညီလိုက်ဖို့ကမလွယ်ဘူးဒါတောင်ဆရာသမားကကြီးကြီးကျယ်ကျယ်နဲ့ enemy ဘက်က hyper တောင်တိတိချတာတော့မနိုင်ခဲ့ဘူးအဲ့တော့အသေးကွဲနေတာ AC ဖြစ်နေဒီမှာဟာလာစောက်ချက်ပါလာခွဲတဲ့အောင်သူကိုတိတ်တော့ကြီးရတော့မဟုတ်တော့ဒီကောင်ကြီးကမြန်မာလူတွေဝင်လာတော့ဂျီယို enemy ဘက်ကကနေပြီးအုတ်ချက်တွေကလည်းလုံးဝကိုပွင့်ထွက်နေကိုရီကေးအနေနဲ့၄ကောင်ပြောပေးရသေးဟီယိုကလည်းတစ်ကောင်ပူပေးရသေးရဲ့ဆိုတော့ခါဒီပွဲရတော့ဟလာမလူးမလားမရှိနဲ့တော့ရိုက်ခင်လေးရတော့အမှန်ပါပဲ